ကဲညီကိုတို့အားလုံးပဲမင်္ဂလာပါမင်္ဂလာပါကျွန်တော်ဒီညတော့ကျွန်တော်ဘာရှိမလဲကျွန်တော်ယူရိုပါလေးရှိမယ်နောက်ကွန်ဖရင့်ရှိမယ်နော်အနေရကျွန်တော်ညီကိုတွေအဆင်ပြေမလို့ကျွန်တော်ထင်ပါလားကျွန်တော်ညီကိုဒီညတော့ကျွန်တော်အကြိုက်ဆုံးသုံးပွဲပါဗျာသုံးပွဲကျွန်တော်အကောင်းဆုံးခံမှန်းပြီးသွားမယ်အကြိုက်တွေညီကိုတွေကယူဖို့ဟလားအဲ့တော့ဒီညခံမှန်းနဲ့ညီကိုတို့တခုကျွန်တော်မြေတားရခံနေတာဒီညယူရိုပါလေးနဲ့ကွန်ဖရင့်လေးကိုတော့ကျွန်တော်ဖွင့်လင်းပြောရင်ငွေကြီးတက်နိုင်လူတွေကတော့ကျွန်တော်အကုန်လုံးအဲ့6ပွဲ9ပွဲလောက်ရှိရအကုန်လုံးအဂေါ်တာပိတ်ရိုက်ပြမရှုံးသေးအောင်ဂေါ်တော့ရိုက်ကျွန်တော်ကြိုက်တာပွင့်နေပြောကျွန်တော်အကုန်လုံးကျွန်တော်အဲ့ဂေါ်တွေပဲကြိုက်တာအပေါ်တကြောင်းမကြိုက်ဘူးဂေါ်ပေါ်တကြောင်းမကြိုက်ဂေါ်ပဲကြိုက်ဒါပေမဲ့ကျွန်တော်အဲ့ထဲမှာကျွန်တော်အကြိုက်ဆုံး3ပွဲကိုကျွန်တော်အကောင်းဆုံးခံပြီးသွားမှာလားအဲ့ကျွန်တော်ပထမဆုံးပွဲကကျွန်တော်ဘာပွဲဆိုကျွန်တော်7နိုင်ပွဲလေးထားကျွန်တော်အဲဘိုရိုကလင်းနဲ့ကျွန်တော်လာစီဦးနဲ့ပွဲအခုပေါက်ကြီးကတော့ကျွန်တော်လာစီကနေပြီး level 30ရှုံးပေးရတယ်ဂိုးပေါင်းကြီးက380ပေးတာအဲ့ဒါတင်းကိုပြန်ကြည့်မယ်ဆိုတော့ဟဲ့ကျွန်တော်ပထမဆုံးကြည့်ရမှာအဲဘိုရိုကလင်းကဒါသူတို့ရဲ့အဲဆွစ်ဇာလန်လီလီမှာသူကပွင့်နေပြောသူကန်ခဲ့တဲ့သူအဲယူရိုပါလီသူကန်ခဲ့တဲ့ဇေယောက်ပြန်ကြည့်နေသူအင်္ဂဝင်းသူဆောင်းပါတယ်လုံးဝသူလုံးဝပိတ်ဆို့တဲ့အတင်းနော်ပြီးတော့မှသူ့ဘာသူအဲကောင်လာနဲ့ရပနတိရသူ့ဘာသူအဲ့ဒါအဲနိုင်သွားတဲ့အတင်းဘိုးတို့ကနေရဟုတ်မှာတစ်ဖက်ကလာစီကိုပြန်ညှိနေတယ်လေလာစီကိုကပွင့်နေပြောလာစီကဒီယာဒီမှာသူ့ခုကန်တဲ့နော်ဟောက်သုံးဝေးမှာသူ့တိုက်စစ်ကတိတ်အလုပ်ဖြစ်မနေဘူးဒါပေမဲ့နောက်တန်းမှာနော်အဲ့တော့ကျွန်တော်ကဒီညဘို့ကျွန်တော်ကြီးကဒီအဲကျိုးဝင်ကိုအရာကိုကြည့်မယ်အတင်းလုံးရဲ့ပုံစံကြည့်တော့နော်ကျွန်တော်အဆင်တော့အများဆုံးကျွန်တော်နှစ်ကိုးတည်းမပိုးတော့လို့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ဒီညဘို့ကိုကျွန်တော်လာဒီကိုဂိုးအောက်တစ်ချောင်းကျွန်တော်ကြိုက်တယ်ဂိုးအောက်ပွဲလေးအော်တော့ကြောင့်ကျွန်တော်ဘာပွဲလဲဆိုတော့ကျွန်တော်ဘတ်တစ်နဲ့ကျွန်တော်ဘီလာစတော့လားဘာစတော့မသိဘူးဒါတပတ်တင်းတော့ကျွန်တော်တိတ်မပြောတော့မခေါ်တော့ဘူးဒါပေမဲ့ဟုတ်တယ်မလားဘတ်တစ်ကပေးထားတဲ့ခြေက2 +55ပေးထားတယ်ဂိုးပေါင်းကြီးက3-10ပေးထားတယ်ဟုတ်မှာဟာဒီကမှာဆောင်းချစ်စွာနေအသိဗျာဘတ်တစ်ဆိုတဲ့ဟုတ်တယ်မလားအဖက်ကအတင်းကဖွင့်နေပြောရင်ဘာလီတန်းဝင်ပိုလန်လီရလားမသိဘူးလုံးဝစောက်တန်းဝင်တဲ့အတင်းဟုတ်တယ်မအတင်းမျိုးအတက်လို့အိမ်ဝင်းရနေပေါ့နှလုံးသွင်းတာနဲ့ဟုတ်တယ်မတဘောတော့စားမှကြည့်ရတော့ကျွန်တော်သိတော့စောင်းပြောတယ်အဲ့တော့ဒီပွဲကိုကြေးကိုပြန်ကြည့်မယ်ဆိုကျွန်တော်မနေ့ကပွဲမှာတာဘာကာနဲ့ကျွန်တော်တို့ဒေါမွန်နဲ့ပွဲတို့ပုံစံဖြစ်ထားတာအပွဲမှာတော့ကျွန်တော်ဟုတ်တယ်မဘာကာကတော့ဟုတ်တယ်မတကယ်ကျွန်တော်မနေ့ကကျွန်တော်ပြောခဲ့ပါတယ်ဘာကာဟုတ်တယ်မအခုလက်ရှိဒီယာဒီမှာဘောလုံးလောကမှာသူဆောင်းရမ်းဆွာနေတဲ့အတင်းသူတို့ကောင်းအောင်သိလို့မရှိဘူးဟုတ်တယ်မလားအဲ့အတင်းကနေပြီးတော့ဒုံးလုံးအတင်းမျိုးသူဒီကြေးဝင်လို့တိုင်းသူပေးခဲ့တယ်ဒါပေမဲ့သူကြေးအောင်ခဲ့တယ်ဒီညရောဒီဘတ်တစ်ဆိုတဲ့အတင်းရဒီလာလီဂါမှာဟာလားဒီဘာကာလိုအတင်းမျိုးတော်မှာတေးခံထားတဲ့အတင်းနော်ဟုတ်တယ်မလားရီးရတော်မှာဟိုခံထားအတင်းမျိုးကနေပြီးတော့ဒီဟိုပိုလန်လီကဘာမဟုတ်တဲ့အတင်းမျိုးကိုပေးတာနှလုံးသွင်းနိုင်ငံ90နိုင်ဆိုတော့ဟုတ်လားမကျွန်တော်ကဒီညပွဲတော့ကျွန်တော်အတစ်ကိုတော့လုံးဝဘက်ကံပါနော်အဲ့တော့ကျွန်တော်ကြိုက်တာအဲ့ဘတ်တစ်ဂိုးအောက်ကျွန်တော်ကြိုက်တယ်အဲ့ဒါဘာလို့လဲကျွန်တော်ဘာပွဲဆိုကျွန်တော်အဲ့ home friendly ကကျွန်တော်ဘာလို့ဖီအိုဒီနာပွဲမှာကျွန်တော်ပွဲမှာဖီအိုဒီနာဒီညကျွန်တော်သိရင်တော့အနည်းဆုံးတကူပစ်လောက်နေတော့နိုင်မယ်ထင်တယ်ကျွန်တော်ဟိုဟာရင်းပြီးတော့ကြည့်ရမယ်ပြား25ပြားရင်းပြီးတော့ကျွန်တော်ကြည့်ရမှာကျွန်တော်မြင်တယ်ဖီအိုဒီနာနော်တပတ်သိရင်တော့ကျွန်တော်လည်းတိတ်ကျွန်တော်ပြောတဲ့အခေါ်နဲ့ညီကတို့တိအခေါ်နဲ့မတူပါသူတို့ကျွန်တော်ပြောတော့ဒါပေမဲ့ဒီညပွဲရှိတော့ဖီအိုဒီနာပွဲရှိတယ်ဖီအိုဒီနာဒီညတော့ဟုတ်တယ်မှာဂျူဗန်နိုကိုအိမ်ဝင်မှာနိုင်ခံရတယ်အဲ့ဒါတော့နိုင်ခံရတယ် ACO အဝေးဝေးမှာတေကြတဲ့အတင်းရဒီညဒီအတင်းကိုအဝေးဝေးကနေပြီးတော့တကူအတာနဲ့မနိုင်ဘူးဆိုရင်တော့ဟုတ်တယ်မလားဒီညပွဲတော့ကျွန်တော်စိတ်တော့ဒါလုတ်ပွဲကြီးလို့ကျွန်တော်မြင်တယ်ဗျာနော်လုတ်ပွဲတော့ကျွန်တော်မြင်တယ်ဒါကျွန်တော်ခံပြနေကျွန်တော်ပြောတော့ကျွန်တော်တွေ့ရင်ပြောဟုတ်တယ်မလားနော်ဖီအိုဒီနာအနည်းဆုံးတကူပြနေတော့နိုင်မယ်ကျွန်တော်ထင်တယ်ဟုတ်မလားအဲ့တော့ကျွန်တော်ကြိုက်တာဒီညကျဖီအိုဒီနာပေါ်လီသဘောကျတယ်နော်ဒါကျွန်တော်ဒီညတော့ဟိုဟာကျွန်တော်ပထမဆုံးကျွန်တော်မနက်ပိုင်းကျွန်တော် software တစ်ပွဲတင်ပေးထားပါတယ်ကျွန်တော်မန်ယူဘော်ဒီတစ်ပွဲကျွန်တော်တင်ပေးထားပါတယ်ညီကိုတို့တွေ့လိုက်တယ်မသိပါဘူးဒါပေမဲ့ကျွန်တော်ဒီညတော့ကျွန်တော်မန်ဘော်ဒီကကျွန်တော်ကြိုက်တယ်
နော်ချယ်ဆီပွဲကတော့ကျွန်တော်ပုံနေပြောကျွန်တော်ချယ်ဆီအစ်စ်အနေထားနဲ့နော်ဟုတ်တယ်မအဲ့ဘူရူသာဂိုးရက်ဆိုတဲ့အသင်းမျိုးတလုံးသွင်းတာနဲ့25ဘက်အရှုံးတော့ကျွန်တော်တို့အကြီးတောင်ကျွန်တော်မကြိုက်ဘူးဒါနော်ညီကိုတို့ကစားခြင်းနဲ့ဆိုတော့ချယ်ဆီပွဲကိုစော့ရင်လည်းညီကိုရတော့ဒါပုံနေပြောအဲ့ဂိုးအောက်ပပလေးကိုကျွန်တော်သဘောကျတယ်အဲ့ညီကိုတို့အကြိုက်တယ်ညီကိုရယူနော်အကြိုက်လို့ညီကိုရကြော်ခွိုင်ခွနော်အဲ့ကျွန်တော်ယုံလို့လည်းခိုက်ခဲ့တဲ့ညီတို့ကျွန်တော်အကောင်းဆုံးစူးစမ်းနေပါတယ်နော်ကျွန်တော်တေကံမောကျွန်တော်ညီကိုတို့ကျွန်တော်နေ့တိုင်းပြက်ကျွန်တော်တင်ရပါတယ်နော်အဲ့တော့ကျွန်တော်ဒီညလည်းကျွန်တော်ကန်ကောင်းကြပါသေးဗျာကျွန်တော်ညီကိုရလားအဲ့တော့ကျွန်တော်အကြိုက်ဆုံး3ပွဲရပါပွဲဆိုတော့ကျွန်တော်အဲ့လာဒီကိုဂိုးအောက်ကြိုက်တယ်ဘတ်တစ်ဂိုးအောက်ကျွန်တော်ကြိုက်တယ်နောက်ဖီယိုဘော်ဒီကျွန်တော်ကြိုက်တယ်နော်နောက်ပြီးကျွန်တော်ချယ်ဆီပွဲတော့ညီကိုတို့ဒါတော်များတော့စိတ်ဝင်စားပွဲဗျာကျွန်တော်အပွဲတော့ကျွန်တော်ရှောင်ဒါပေမဲ့ကစားခြင်းနဲ့ညီကိုရကျွန်တော်ကြိုက်တော့ဂိုးအောက်တစ်ချောင်းမှကျွန်တော်သဘောကျတယ်ကဲညီကိုတို့အားလုံးပဲမင်္ဂလာပါဒီညတော့လောက်ပါပဲဟဲ့လား